ကြီးမားတဲ့ကင်မဆိုင်ပေါ်မှာလှပ်ပါတဲ့ကဗျာဆန်တဲ့နာမည်လေးရတော့နွေဦးရတန်နံပါတ်30အဲ့ပကြီးကားရဲ့တိတ်ကတော့1950အောက်တိုဘာ30ရက်နေ့အဖြူရောင်အညူရောင်နဲ့စိမ့်ပြရောင်လိုင်းနောက်ခံအယောင်မိုင်းတစ်ခုပေါ်မှာထိုးဖောက်လို့မရနိုင်တဲ့ကွန်ရက်တစ်ခုလိုရကန်းရထားတယ်လို့ကျုံရကြပန်းရေးဆွဲထားဟန်ရှိတဲ့ပကြီးကားရဲ့ဟန်ပန်ရှိပြီမဲ့လေသူ့မှာအလိုဂီယူတစိုက်တိတ်တိချာချာကိုပဲရေးဆွဲထားတယ်ဖွဲ့စည်းတည်ဆောက်မှုတစ်ခုရှိပါတယ်ပြီးတော့အရင်လဲမြတ်တော် The abstract linear formations were the results of action that were a fine balance between randomness and control. Hey, line here. အလုံးကောင်းမွန်တဲ့မျှခြေတစ်ခုပေါ့နော်ဘယ်လိုမျှခြေလဲဆိုတော့ကြာပန်းဖြစ်မှုနဲ့ control လုပ်ထားမှုအသိစိတ်နဲ့မသိစိတ်ရဲ့ဂျားတွေကအလွန်ကောင်းမွန်တဲ့မျှခြေတစ်ခုနဲ့သူရေးဆွဲထားတယ်လို့ကျွန်တော်ဒီ abstract ကြီးကားပေါ်မှာကျွန်တော်မှတ်ချက်ချနိုင်ပါတယ်ဒီကြီးကားကိုတာမန်ကျွန်တော်အရင်တော့ထုံးစံအတိုင်းပေါ့နော်ရိုးရကြီးဆွဲဟန်နဲ့ကြီးဆွဲထားခြင်းမဟုတ်ပါဘူးတာမန်ပကြီးအရင်တော့ဆွဲရတဲ့ပုံစံနဲ့ရွေးရေးဆွဲထားခြင်းမဟုတ်ပါဘူး။ဒါကျမ်းမြေပေါ်မှာချခင်းပြီးတော့ဆွဲထားဖြစ်ပါတယ်။အရင်တော့ကတော့ပကြီးစရာတွေကပကြီးတောက်တိုင်နဲ့ဒီပကြီးကောက်တောင်းလိုက်အနေထားနဲ့ထားပြီးတော့ရေးဆွဲကြတာဖြစ်ပါတယ်။အခုအနေထားမှာဒီပကြီးကားမှာတော့ dripping လုပ်မှာဖြစ်တဲ့အတွက်သူက flat ပုံစံရအောင်ကျမ်းမြေပေါ်မှာခင်းပြီးတော့ဆွဲထားဖြစ်ပါတယ်ဆုံးအဆင့်အနေနဲ့နောက်ခံအစဉ်အကွက်တွေကိုဒီပထမအဆင့်အနေနဲ့
ဆွဲပါတယ် lines in black အနဲ့ရောင် line နေဖြစ်နေရေးဆွဲထားပါတယ်အဲ့ဒီ line တွေကတော့အားလွှာတာရှိမယ်တစ်ဆက်တည်းဖြစ်နေတာရှိမယ်အဲ့လို line တွေပါပြီးတော့မှသူကအဲ့ပုံမှာပို့ပြီးတော့ကောင်းမွန်တဲ့ network တစ်ခုရေးဆွဲမယ်ရေးဆွဲပြီးတော့အဆက်ပြောက်တွေပါမယ် dripping တွေပါမယ်အဲ့ဒီဆက်ပြောက်တွေကတစ်ဆက်တည်းဖြစ်နေရရှိမယ်အဆက်မရှိရရှိမယ်ထူရာတွေရှိမယ်ပါရာတွေရှိမယ်ဒီလိုမျိုး arrangement ဟာဒီလိုမျိုးအစီအစဉ်ဟာပေါ့နော်စီစဉ်ထားမှုဟာဒီကားရဲ့ဒီစိတ်တစ်ပိုင်းကိုပဲ random ဖြစ်ပေါ့နော်ကြုံရကြပန်းရေးဆွဲထားတာမျိုးမဟုတ်ပါဘူးဒီစိတ်တစ်ပိုင်းကိုပဲကြုံရကြပန်းပုံစံနဲ့စီစဉ်ထားရှိမှုမျိုးမဟုတ်ပါဘူးဒီဟာအရန်လဲ individual ဖြစ်ပါတယ် individual ဖြစ်တယ်ဆိုတာကျွန်တော်တို့လက်ရည်မှုတွေလိုပဲအရန်ကိုတတိပုဂ္ဂလာဆန်ပါတယ်ဒီပုံစံကိုနောက်ထပ်ထပ်ပြီးတော့ Jason Bolo ရဲ့ပချီကာကိုအတူလိုက်ဆွဲလို့ဆိုတာမဖြစ်နိုင်ပါဘူးဒီ Jason Bolo ရဲ့နာမည်ကိုကြားလိုက်ရင်လည်းကျွန်တော်တို့က action painting ဆိုရဲဝီဂျီဆွဲနီးတစ်ခုကိုကျွန်တော်တို့ကဒီအတူတူကတွဲပြီးတော့ကျွန်တော်တို့မြင်နိုင်ပါတယ်ဘယ်လို action မျိုးလဲဆိုတော့ဒီဝီဂျီဆရာရဲ့ရုပ်ပိုင်းဆိုင်ရာလှုပ်ဆောင်ချက်တွေဝီဂျီဆွဲနေတဲ့အချိန်တွင်းမှာရှိတဲ့ရုပ်ပိုင်းဆိုင်ရာလှုပ်ဆောင်ချက်တွေအဲ့ဒါတွေကိုကျွန်တော်တို့ကဒီ action ဆိုတဲ့စကားလုံးကရည်ရွယ်ပါတယ်ဟုတ်ကဲ့ action painting ပေါ့နော်အဲ့ဒီဟာကလည်းလုံးဝကိုဒီ action ဆိုရဲအဲ့ဒီပကြီးဆရာရဲ့ action ဟာလုံးဝဒီပကြီးကားနေပြီးတော့တီးတန်အနေနဲ့ဆွဲထုတ်လို့မရတော့အောင်ကိုပဲသူကတသားတည်းဖြစ်နေတာပါဒီ action ကပကြီးဆရာရဲ့ပကြီးရေးဆွဲဟန်ဟာဒီပကြီးကားပေါ်မှာလုံးဝတတိပုဂ္ဂလာရေးဆွဲထုတ်ပြီးတော့ပြောရမယ်ဆိုရင်တီးခြားအနေနဲ့ထားရှိလို့မရအောင်သူတို့ကဒီ action နဲ့သူ့ရဲ့ပကြီးပိန်တီးနဲ့ဟာတွဲပြီးရရှိနေတာပါဟုတ်ကဲ့နီးပညာတစ်ခုအနေနဲ့သူ့ရဲ့ပကြီးရေးဆွဲနည်းကိုချင်းကပ်ရမယ်ဆိုရင်တော့ isဒီပကြီးဆရာပကြီးတောက်တိုင်ပေါ်မှာရှိတဲ့ပကြီးကားကိုမတည့်ရက်ပြီးတော့ရေးဆွဲတဲ့ပုံစံစနစ်ကနေပြီးတော့အတော်ကိုပဲဝေးกว่าအလံဝေးလုံးပါတယ်သူကပကြီးဆေးတွေကိုတစ်ခါလေကြာလဲပကြီးဆေးတွေနဲ့ရောပြီးတော့တန်ညွန်တွေအိမ်ရိုက်တန်တွေပါမယ်အသေးတွေပါမယ်တစ်ခါလေကြာလဲ secretနောက်ပိတ်ဖင်စီကန်တွေပါတတ်ပါတယ်အဲ့ဒါတွေပါတစ်ခါတွဲပြီးတော့သူကပကြီးကားပေါ်မှာပကြီးကားကိုပြပေါက်တယ်အဆက်ချတယ်
အဲ့လိုရေးဆွဲနေရရေးဆွဲခဲ့ရဖြစ်ပါတယ်ဒီပကြီးကားမှာခန္ဓာကိုယ်ရုပ်ပိုင်းဆိုင်ရာပကြီးဆရာရဲ့လှုပ်ဆောင်ချက်ဟာအရန်ကိုအရေးကြီးတဲ့အနေအထားတစ်ခုကနေပြီးတော့ပါဝင်ပါတယ်ဘလို့အရေးကြီးရလဲဆိုတော့ဒီ action ကြောင့်ပဲဒီပကြီးကားကြီးတစ်ခုလုံးရဲ့ rhythm ချိန်သားကိုက်မှုဒီ action ကြောင့်ပဲဒီပကြီးကားရဲ့ rhythm ချိန်သားကိုက်မှုတိုင်ပင်ကိုက်မှုပါဖြစ်ပေါ်လာတာဖြစ်ပါတယ်အဲဒါကြောင့် action ကိုတက်တက်ပြီးတဲ့အနေနဲ့ပကြီးကားကနေပြီးတော့ဆွဲထုတ်ပိုးဝေးမှာထားလို့မဖြစ်နိုင်ပါဘူးကြီးကအဆက်ချထားတယ်စေးစက်တွေလောင်းချတယ်ပြစ်ပေါက်တယ်စေးစက်တွေနဲ့ပြစ်ပေါက်တယ်ပကြီးကားစီကိုပြစ်ပေါက်တယ်အဲ့လိုနီလန်းနဲ့အလွန်တရာမှ expressive ဖြစ်တဲ့abstract ပကြီးကားဟန်တစ်ခုကိုရရှိပါတယ်ဒီပကြီးကားရေးဆွဲနည်းကိုကျွန်တော်တို့က action painting အပြင် drip paintings လို့လည်းကျွန်တော်တို့ကခေါ်ပါတယ်နောက်ပြီးတော့ decimal လုံး nickname ပေးထားတာတစ်ခုကတော့ Jet the Dripper ဆိုရဲ Jet ဆိုရဲအဆက်ချသမားကြီးတယောက်ဆိုရဲနာမည်ပြောင်းတစ်ခုပေးထားတာလည်းရှိပါတယ်ဘောလော့ကိုယ်တိုင်ဒီပကြီးကားအကြောင်းပြောထားတာကတော့သူကသူ့ရဲ့ feeling ကိုတခါတည်းဖော်ထုတ်ရတာကိုတခြားအရာတစ်ခုပေါ်မှာတရုပ်ဖော်ပကြီးနဲ့ရေးဆွဲရခြင်းထက်သူကပို့ပြီးတော့နှစ်သက်တယ်လို့သူကိုယ်တိုင်ဝန်ခံတာတစ်ခုရှိပါတယ်ဆိုလိုတာကတော့တရုပ်ဖော်ပကြီးနဲ့ expression လောက်တာကိုသူကခံစားချက်ကိုဓာတ်ရိုက်ကင်းဘက်ပေါ်မှာတင်လဲရတာတော့ပြောမှဆိုရင်ဂျားတွေကလူတွေကြိုက်တဲ့ font တွေ frame တွေ pattern တွေလူတွေဒီဗီဇာ font တွေ pattern တွေ frame တွေကိုမသုံးမဲနဲ့ color တွေကိုမသုံးမဲနဲ့ realism နဲ့ခွဲထပ်ပြီးတော့ abstract ဖြစ်သူ့ရဲ့အကြောင်းတစ်ခါတည်းတင်ရတာကိုမျိုးသူကပို့ပြီးတော့ abstract လုပ်ရတယ်ဒီလောက်ပို့ကြိုက်တယ်လို့သူကဝယ်ထားတာရှိပါတယ်မော်ရမ်ဂျီဆရာတယောက်ဟာသူ့ရဲ့အသက်ကိုလည်းထုတ်ဖော်ပြသခွင့်မရှိပါဘူးလေမြန်တစ်စင်းအတန်ပုံးတစ်လုံးရေဒီယိုတစ်လုံးစတာတွေကိုအရင်တော့သုံးခဲ့တဲ့နီးစနစ်တွေကိုသုံးပြီးတော့ realism ရှိမယ် renaissance ရှိမယ်အဲ့နီးစနစ်တွေနဲ့ modern ပကြီးဆရာတရားဟာဆွမ်းနာပြောတဲ့အစားရှိတဲ့ဖြင့်အဲ့ဒီပစ္စည်းတွေအရာတွေအပေါ်မှာခံစားချက်ကိုပေါ်ထုတ်ဖို့မဖြစ်နိုင်ပါဘူးခေတ်တိုင်းမှာသူ့ရဲ့ကိုယ်ပိုင်နီးစနစ်တွေရှိပြီးသားပါလို့ Jason Bolo ကပြောခဲ့ပါတယ် Contemporary critics were not as worried about the meanings of Pollock's works ခေတ်ပြိုင်သူနဲ့ခေတ်ပြိုင်ပေါ့နော်ပေါ်လောတို့ခေတ်ဒီဟောပေါ့ပေါ်လောခေတ်ခုနှစ်ခဏနော်
ဘောလုံးရဲ့ခစ်ပြန်ဒီဆောနာဟောပေါ့1950ဝန်းကျင်ဆောနာသူပြောတဲ့ atomic ဘုံနဲ့လေမြန်နေစတာတွေကတော့ဒုတိယကမ္ဘာစစ်တွင်ကဟီရိုရှီမားနဲ့နာဂါဆာကီကိုပုံချခဲ့တဲ့အဖြစ်ရကိုပြန်ပြီးတော့ရင်ညွှန်းတာမျိုးဖြစ်နိုင်ပါတယ်ဟုတ်ကဲ့ဆောနာစကားလေးပြန်ကောက်အောင် contemporary critics were not agreed about the ဒီဘောလုံးရဲ့ခစ်ပြိုင်ဒီဝဘိုင်းဆရာတွေကသူ့ရဲ့ဂျက်ဆန်ဘောလုံးရဲ့နုပညာလုပ်ငန်းပေါ်မှာထားရှိတဲ့သူ့ရဲ့အဓိပ္ပာယ်ကိုသဘောမတူကြဘူးအဓိကကတော့အဓိကပြဿနာတစ်ခုမိကွန်းတစ်ခုကတော့ဒီဝီဂျီကားရဲ့ရုပ်ပိုင်းဆိုင်ရာရုပ်တံကအဓိကလားဒါမှမဟုတ်ဒီဝီဂျီကားပေါ်မှာဖန်တီးသူရဲ့တိုင်ပင်ကလှုပ်ရှားမှုကအဓိကလားဆိုရယ်မိကွန်းမှာမိကွန်းတော့သူ့ရဲ့ credit တွေကဝေဖန်သူတွေကဘောလောရဲ့အရှင်ပိန်ဒီပေါ်မှာမိကွန်းတွေအများကြီးထုတ်ခဲ့ကြပါတယ်ဘာဘူးပြီးအရေးကြီးလာလဲအရေးကြီးတာလဲလို့ပြောရကြည့်ဆိုတော့ဒီဒုတိယကမ္ဘာစစ်နောက်ပိုင်းမှာဂျက်ဆင်ဘောလောရဲ့ကိုပိုင်ဟန်ကအရန်ကိုဩဇာကတိမကြီးပြီးတော့ဝါပကြီးဆရာတွေပေါ်မှာလမ်းမောသွားခဲ့ခြင်းကတော့အဖြစ်တစ်ခုပါပဲတက်တည်တစ်ခုပါသူ့ရဲ့ပကြီးကားတွေရဲ့ကြော်စုံမှုသူ့ရဲ့ပကြီးကားတွေရဲ့လူတွေပေါ်မှာ short ဖြစ်သွားစေမှုခိုင်မြဲတဲ့ဘီဂီကယ်ရမန်ရဲ့ပကြီးကားစုဆောင်သူဘီဂီကယ်ရမန်ရဲ့ကောင်းမွန်တဲ့ထောက်ပံ့ခိုင်မာတဲ့ထောက်ပံ့မှုတွေကြောင့်နောက်ပြီးတော့သူ့ရဲ့အားရှိတဲ့ကိုကြီးကိုသေးတို့ကြောင့်ဂျက်ဆန်ဘောလောဟာအရင်ကနာမည်ကြီးတဲ့မကြီးစရာတရားဖြစ်လာခဲ့ပါတယ်
လုံးဝတစ်လွင်နဲ့မကြီးနည်းစနစ်တစ်ခုတီထွင်မှုဆိုတာမကြီးစရာတိတ်များများစားစားမှာရရှိနိုင်တဲ့အခွင့်အရေးမျိုးမဟုတ်ပါဘူးဒီစင်ဘောလော့ရဲ့အခြေအနေပုံမှာတော့ဒါတကယ်ဖြစ်ပွားခဲ့ပါတယ်သူ့ရဲ့မိန်းမလီချန်ဆာပြောတာကတော့စင်ဘောလော့ကိုယ်တိုင်သူ့ကြည်ကားတွေပေါ်မှာပြောခဲ့တဲ့မှတ်ချက်တစ်ခုကတော့သူဟာသူ့ကိုယ်သူကြည်ကားတွေဖြစ်ရေးဆွဲခဲ့တယ်ဆိုခဲ့ပါတယ်